မြန်မာနိုင်ငံမှာဘယ်ကောင်ပဲအာဏာသိမ်းသိမ်းဒီပညာရေးကိုဘယ်သူဘက်ကမှမထိအောင်မသိကြအောင်ဆောင်ဒါဖိုးဖိုးတို့အန်ယူဂျီမှားခဲ့တဲ့အမှားပေါ့နော်တော်တော်မှားခဲ့တာမင်္ဂလာပါ TTD Channel မှာကြိုဆိုပါရစေနေ့စဉ်သတင်းထူးသတင်းဦးတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်သတင်းသစ်တင်တိုင်းသိအောင်ဘေးနာက notification ခေါင်းလေးကိုလည်းနှိုက်ပေးတော့အောင်နော်ကျေးဇူးတင်ပါတယ်ခွင့်လွတ်လို့မရတဲ့အမှားထဲမှာအဲ့ဒါပါတယ်အန်ယူဂျီရဲ့ခွင့်လွတ်လို့မရတဲ့အမှားထဲမှာအဲ့ဒါပါဘာလို့ဆိုခလေးတွေခွင့်ဖြစ်ကုန်ပြီလေဟိုခလေးတွေပညာမဲ့တွေဖြစ်ကုန်တာမြန်မာနိုင်ငံမှာအများကြီးပဲစစ်ကောင်စီအောက်မှာကြောင်းမတက်ရဘူးစီဒီယန်လို့ဆိုပြီးတော့ခလေးတွေကြောင်းမတက်တော့ပဲနဲ့အများအခုခလေးတွေလင်းယူသားမွေးနဲ့အိုးပညာမတက်ဘူးလင်းယူသားမွေးနဲ့အများကြီးပဲအဲ့ဒီလိုစာမတက်အောင်ခလေးတွေနော်ဟိုမရောက်ဒီမရောက်ဖြစ်အောင်လှုပ်လိုက်တဲ့အဓိကတရားခါဘာလို့အန်ယူဂျီပဲအန်ယူဂျီပဲပြီးတော့ခလေးတွေဘုံကျဲခံရအောင်ဘာလို့လှုပ်တာလဲဆိုအန်ယူဂျီပဲစစ်ကောင်စီအောက်မှာစာမတင်ရဘူးငါတို့အောက်မှာပဲစာတင်ရမယ်ဆို online ပေါ်ကစာတင်တယ်စစ်ကောင်စီကဖတ်တယ်မိဘတွေဖတ်ကြတယ်ဆရာဆရာမတွေဖတ်ကြတယ်ခလေးတွေဖတ်ကြတယ်ဟောစစ်ကောင်စီအောက်မှာစာမတင်ရဘူးငါတို့အောက်မှာပဲစာတင်ရမယ်ဆိုပြီးအညာပါခလေးတွေကိုစာတင်ခိုင်းတယ်ခလေးတွေဘုံကျဲခံလို့သိတယ်အဲ့တော့ဖန်ခံရတဲ့ခလေးတွေဖန်ခံရတဲ့ခလေးတွေမိဘတွေဘုံကျဲတက်ပြတ်ခံရတဲ့ခလေးတွေစာမတက်တဲ့ဒုက္ခရောက်ပြီးတော့ဂျလေဘီဖြစ်ကုန်တဲ့ခလေးတွေအဲ့ဒါအကုန်လုံးကဘသူကြောက်လဲဆိုအန်ယူဂျီကြောက်သူတို့လောက်ခဲ့လို့ဒါပညာရေးမှာအများကြီးမှားယွင်းခဲ့တာနော်ဒါကြောင့်ကဘာကြီးထဲမှာတနိုင်ငံနဲ့တနိုင်ငံစစ်ပဲဖြစ်ဖြစ်ပြည်တွင်းစစ်ပဲဖြစ်ဖြစ်မလောက်ရမယ့်အရာနှစ်ခုရှိတယ်မလောက်ရမယ့်အရာနှစ်ခုအဲ့ဒါဘာလို့ပညာရေးနဲ့ကျန်းမာရေးပဲပညာရေးနဲ့ကျန်းမာရေးကိုမလောက်ရအောင်သူသင်မယ်ငါသင်မယ်လည်းမလုပ်ရအောင်သူဆေးကုပေးမယ်ငါဆေးကုပေးမယ်မလုပ်ရအောင်သူ့ဘက်ပါရမယ်ငါဘက်သူ့ဘက်ပါရင်ရန်သူငါဘက်ပါရင်မိတ်ဆွေအဲ့လိုမလုပ်ရအောင်ပညာရေးကိုလည်းသူ့ဘက်ပါရင်ရန်သူငါဘက်ပါရင်မိတ်ဆွေအခုအန်ယူဂျီကဘလောက်တောင်ဒီပညာရေးကိုမှားယွင်းစွာနော်လောက်ခဲ့တယ်လဲဆိုရင်စစ်ကောင်စီအောက်မှာကြောင်းတက်ရင်ငါတို့အတိမတ်မပြုတ်ဘူးတဲ့အဲ့ဒါရန်သူပဲတဲ့ကျုံပညာရေးတဲ့နော်စစ်ကောင်စီအောက်မှာကြောင်းတက်ရင်ရန်သူတဲ့နော်အဲ့ဒီပညာရေးကိုငါတို့အတိမတ်လည်းမပြုတ်ဘူးတဲ့ပြီးတော့ဝိုင်းပြီးတော့ခလေးတွေကိုဟားကြတယ်ဟားတိုက်ကြတယ်နော်ပြောင်းလောင်ကြတယ်နော်စစ်ကောင်စီအောက်မှာကြောင်းတက်ရင်ရန်သူလိုလဲတတ်မှတ်တယ်ပြီးတော့အဲ့ဒီကတက်ထားတဲ့ပညာရေးတွေကိုလည်းအသိမှတ်မပြုတ်ဘူးဆိုပြီးတော့ထုတ်ပြန်ကြေညာတယ်ပြီးတော့ဟားတိုက်ပြီးတော့လှောင်ပြောင်ကြတယ်ဟားတိုက်ပြီးတော့လှောင်ပြောင်ကြတယ်ကဲဘယ်တော့တောင်ဆိုးသွမ်းတယ်လဲအခုအဲ့ဒါကိုသူတို့ကိုကြောက်ပြီးတော့နော်သူတို့ရဲ့ချိန်ချောင်းမှုတွေကိုကြောက်ပြီးတော့ခလေးတွေကကြောင်းမတက်တော့တဲ့ခလေးတွေအခုအများကြီးပဲအခုဂျလေဘီဖြစ်ကုန်တဲ့ခလေးတွေအများကြီးပဲလီယူသားမွေးဖြစ်ကုန်တဲ့ခလေးတွေအများကြီးပဲဘုံကျဲတက်ဖြတ်ခံရတဲ့ခလေးတွေအများကြီးပဲပြီးတော့သူတို့ပညာရေးတက်လို့စစ်ကောင်စီကလိုက်ဖမ်းလို့ထောင်ကြကုန်တဲ့ခလေးတွေလည်းအများကြီးထောင်ကြကုန်တဲ့မိဘတွေအဲ့ဒါတွေကိုဘယ်လိုတာဝန်ယူပေးမလဲကဲတကယ်တော့ပညာရေးဆိုတာမထိရအောင်စီဒီယန်လည်းမရှိဘူးထိလည်းမထိရအောင်ပညာရေးကိုတွားပြီးတော့ရန်သူလိုသဘောထားပြီးတော့ငါအောက်မှာပဲစာသင်ရမယ်ရန်သူအောက်မှာမသင်ရဘူးရန်သူအောက်မှာသင်လို့ရှိရင်တရားမဝင်ဘူးငါအောက်မှာသင်မှတရားဝင်မှာဆိုဘယ်နိုင်ငံမှမရှိဘူးအဲ့ဒါမျိုးဘယ်နိုင်ငံမှမရှိခဲ့တာဒါကြောင့်အန်ယူဂျီရဲ့အမှားဆိုတာအဲ့ဒါကိုဖုံဖုံတို့ပြောတာဘယ်နိုင်ငံမှမရှိဘူးအဲ့ဒါမျိုးကငါတို့အောက်မှာပဲစာသင်ရမယ်ရန်သူအောက်မှာစာမသင်ရဘူးဆိုတာမရှိဘူးအခုကမ္ဘောဒီးယားနဲ့ထိုင်းနော်ထိုင်းမှာငါတို့ကမ္ဘောဒီးယားနိုင်ငံသူနိုင်ငံသားတွေပညာသွားမသင်ရဘူးမရှိဘူးကမ္ဘောဒီးယားအဲ့လိုမလုပ်ဘူးဒါပညာရေးကိုအဲ့လိုမလုပ်ရဘူးအဲ့လိုမလုပ်ရဘူးဒါကြောင့်အခုအန်ယူဂျီရဲ့မဟာအမားကြီးအဲ့ဒါကိုတာဝန်ယူရမယ်သူတို့တာဝန်ယူရမယ်အခုဂျလေဘီဖြစ်ကုန်တဲ့ကလေးတွေ
စာမတက်ပေမတက်ပဲနဲ့အလေအလွင့်ဖြစ်ကုန်တဲ့ကလေးတွေနော်ကျောင်းမတက်ပဲနဲ့ကျောင်းထွက်လိုက်ရတဲ့ကလေးတွေကျောင်းမတက်ပဲလီယူသားမွေးဖြစ်ကုန်တဲ့ကလေးတွေနော်သူတို့ကျောင်းနေတက်လို့အဖမ်းခံလိုက်ရတဲ့ကလေးတွေသူတို့ကျောင်းနေတက်လို့ဖမ်းခံလိုက်ရတဲ့ကလေးတွေရဲ့မိဘတွေနော်သူတို့ကျောင်းအတင်းတက်လို့ဘုံကျဲခံလိုက်ရတဲ့ကလေးတွေအဲ့ဒါတွေအကုန်လုံးဟာအန်ယူဂျီတာဝန်ယူရမယ်နော်ဒီတော်လန်ရေးကြီးပြီးသွားရင်တော့မှအန်ယူဂျီကအဲ့ဒါတွေကိုမသိစင်အောင်ဆောင်လို့မရအောင်အဲ့ဒါတွေအကုန်လုံးသူတို့တာဝန်ယူရမယ်အခုတိုင်းရင်းသားတွေဘယ်လောက်လိမ်မာလဲကြည့်လိုက် KIA နှစ်ပေါင်း60ကျော်စစ်တိုက်လာတယ် AA နှစ်ပေါင်း15နှစ်စစ်တိုက်တယ်ကရင်နှစ်ပေါင်း80ကျော်စစ်တိုက်တယ်ကဲဘုံဘုံတို့ကြားဘူးလားရန်သူအောက်မှာစာမတင်ရဘူးငါတို့အောက်မှာပဲစာတင်ရမယ်ဆိုပြီးတော့အဲ့လိုလောက်တာကြားဘူးလား AA မှာလည်းမရှိဘူး KIA မှာလည်းမရှိဘူးကရင်မှာလည်းမရှိဘူးမလုံးရဘူးလေနှစ်ပေါင်း80ကျော်စစ်တိုက်လာတဲ့တိုင်းရင်းသားတော်မှရန်သူအောက်မှာစာမတင်ရဘူးငါတို့အောက်မှာပဲတင်ရမယ်ဆိုပြီးအဲ့လိုပညာရေးကိုဖျက်ဆီးခဲ့တာမရှိဘူးပညာရေးကိုဖျက်ဆီးခဲ့တာမရှိဘူးပညာရေးဆိုတာဟာနော်ဘယ်ဘက်ကမှမထိခိုက်ရအောင်ပညာရေးကိုဘယ်ဘက်ကမှမထိခိုက်ရအောင်စစ်တပ်ဘက်ကလည်းပညာရေးကိုမထိခိုက်အောင်ဘယ်ဘက်ကမှလည်းပညာရေးကိုမထိခိုက်ရအောင်ပညာရေးဆိုတာကဘုံတို့ပါဠိစကားနဲ့ပြောရရင်အညတတထပစ်တော်တဲ့မြန်မာလိုပြန်ရင်သူတို့ကိုလွတ်လပ်စွာထားပေးရမယ်ပေါ့နော်မြန်မာလိုပြန်ရင်သူတို့ကိုလွတ်လပ်ခွင့်ပေးရမယ်ပေါ့ပညာရေးကိုဘယ်သူမှသွားပြီးတော့မထိခိုက်ရအောင်လွတ်လပ်ခွင့်ပေးရမယ်အဲ့ဒါပါဠိမှာအညတတထပစ်တော်လို့ခေါ်တယ်မြန်မာလိုဆိုရင်သူတို့ကိုဘယ်သူမှမထိရအောင်လွတ်လပ်စွာထားပေးရမယ်သူတို့ကိုဘယ်သူမှမထိခိုက်ရအောင်လွတ်လပ်စွာထားပေးရမယ်စစ်တပ်ကပဲဖြစ်ဖြစ်အန်ယူဂျီကပဲဖြစ်ဖြစ်ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကပဲဖြစ်ဖြစ်ဒီပညာရေးကိုဘယ်သူမှမထိရအောင်လွတ်လပ်စွာထားပေးရမယ်အဲ့ဒါအမှန်တရားပဲဗျကြိုက်ကြိုက်မကြိုက်ကြိုက်ဘုန်းဘုန်းတို့ကပြောရမှာပဲနော်အဲ့ဒါကြိုက်ကြိုက်မကြိုက်ကြိုက်ဘုန်းဘုန်းတို့ပဲဒါကြောင့်အန်ယူဂျီဟာဒီပညာရေးကိုသွားပြီးတော့သူမှားယွင်းစွာကင်တွယ်ခဲ့တယ်နော်တိုင်းရင်းသားတွေတောင်မလုပ်ခဲ့တာAA လည်းမလုပ်ခဲ့ဘူး KIA လည်းမလုပ်ခဲ့ဘူး KIU လည်းမလုပ်ခဲ့တိုင်းရင်းသားတွေတောင်နှစ်10နဲ့ချီပြီးတော့စစ်တိုက်ခဲ့တာဒီပညာရေးကိုသူတို့မထိခိုက်ခဲ့ဘူးအဲ့ဒါကိုမနေ့တနေ့ကမှပေါ်ပေါက်လာတဲ့ UNG ကသွားပြီးတော့ဒီပညာရေးကိုထိခိုက်ခဲ့တာအခုဆိုရင်မြန်မာနိုင်ငံမှာနော်ဘုံဘုံတို့ဒါဘုံဘုံတို့ကိုတွေ့နော်ရင်နဲ့နှလုံးသားနဲ့အသေးနဲ့ခံစားပြီးတော့ဘုံဘုံတို့ပြောနေတာအလကားပြောနေတာမဟုတ်ဘူးတိုက်ခိုက်ခြင်းလို့ဒီစကားတွေပြောနေတာမဟုတ်ဘူးအသေးနာလို့ပြောနေတာဘုံဘုံတို့ကိုတွေ့အသေးနာလို့ပြောနေတာအခုခလေးတွေဘလောက်ပျက်စီးသွားရင်မှန်တယ်ကြောင်းမတက်တော့ဘဲနဲ့ဂျလေဘီဖြစ်သွားတဲ့အလေအလွင့်ဖြစ်သွားတဲ့အမိုက်တရိုက်ဖြစ်သွားတဲ့ခလေးတွေအများကြီးပဲနော်လင်းယူသားမွေးဖြစ်ကုန်တဲ့ခလေးတွေအများကြီးပဲနော်နောက်အန်ယူဂျီကြောင်းတက်လို့ဆိုပြီးတော့စစ်တပ်ကဖမ်းလိုက်တဲ့ခလေးတွေအများကြီးအန်ယူဂျီကြောင်းတက်လို့ဆိုပြီးတော့စစ်တပ်ကဖမ်းလိုက်တဲ့ခလေးတွေရဲ့မိဘတွေအများကြီးအန်ယူဂျီကြောင်းတက်လို့ဆိုပြီးတော့စစ်တပ်ဘုံကျဲလို့သေသွားတဲ့ခလေးတွေအညာမှာအများကြီးပဲအများကြီးပဲအဲ့ဒါတွေအကုန်လုံးကဘသူရဲ့မိုက်မဲမှုကြောင့်နော်ဘသူရဲ့ဥဆောင်မှုမှားယွင်းမှုကြောင့်ဖြစ်တာလဲဆိုရင်ဘဘတို့ကအဖြေပေါ်ပြီးသားအဲ့ဒါအန်ယူဂျီကြောင့်ဖြစ်တာဒါတွေကိုအန်ယူဂျီတာဝန်ယူရလိုက်မယ်တစ်ချိန်ကြရင်ဘဘတို့ဒါလွန်လွန်နဲ့ပြီးသွားမဲ့ကိစ္စမဟုတ်ဘူးသူမှားယွင်းစွာလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီခလေးတွေရဲ့ဘဝတွေနစ်နာမှုတွေဆုံးရှုံးမှုတွေသေခြင်းမှုတွေအဲ့ဒါတွေအကုန်လုံးကိုအန်ယူဂျီကတာဝန်ယူရမယ်ဘုံဘုံပြောတာပညာရေးကိုပြောနေတာတော့တခြားကိစ္စကိုပြောနေတာပေါ့နောက်တစ်ခုကကျမ်းမာရေးဆိုတာဘုံဘုံတို့တခြားစီးပွားရေးတွေကဥပုံနေပိတ်လို့ရတယ်အဖိတ်နေပိတ်လို့ရတယ်စနေတနင်္ဂနွေပိတ်လို့ရတယ်ဘာနဲ့ညာနေဆိုပြီးတော့တခြားကိစ္စတွေပိတ်လို့ရတယ်နော်ပိတ်လို့ရတယ်ကျမ်းမာရေးမှာဘာနဲ့ညာနေဥပုံနေအဖိတ်နေစနေနေ့တနင်္ဂနွေနေ့ပိတ်လို့ရတာ24နာရီကျမ်းမာရေးမှာပိတ်လို့မရဘူး
ဘယ်အစိုးရပဲတက်လာဘယ်အဖွဲ့အစည်းပဲတက်လာကျမ်းမာရေးကိုမင်းတို့ကရန်သူအောက်မှာနေလို့ငါတို့နဲ့ရန်သူပဲ CDM မလို့ရင်မင်းတို့ကရန်သူပဲအဲ့လိုလုံးလို့မရဘူးကျမ်းမာရေးอ่ะဒါကြောင့်ကဘာကြီးမှာစစ်ပဲဖြစ်ပြဿနာပဲဖြစ်ပညာရေးနဲ့ကျမ်းမာရေးကိုဘယ်သူမှထိခိုက်အောင်မလုပ်ရဘူးလွတ်ထားပေးရတယ်ဒါဖုံဖုံတို့ကတကယ်နောက်ပိုင်းကျမှနားလေလာလို့ပြောပြတာဒါတွေကမှားယွင်းခဲ့တယ်ဆိုတာကိုပြောပြဖုံဖုံတို့အာမပေးဘူးတော့ပညာရေးနဲ့ကျမ်းမာရေး CDN လောက်တာကိုလည်းအာမပေးဘူးပညာရေးနဲ့ကျမ်းမာရေးကိုရန်သူလိုနှိပ်ကွက်တာရန်သူလိုဆက်ဆံတာကိုလည်းဖုံဖုံတို့ရှုတ်ချတယ်ဗျာရှုတ်ချတယ်လုံးဝအာမပေးဘူးအခုကမ္ဘောဒီးယားနဲ့ထိုင်းလည်းပဲသူတို့နိုင်ငံရေးပြဿနာဖြစ်တယ်စစ်တပ်ချင်းပြဿနာဖြစ်တယ်ဒါပေမဲ့ပညာရေးနဲ့ကျမ်းမာရေးကိုသူတို့လုံးဝမရှိဘူးအခုကျမ်းမာရေးတွေ CDN လောက်စီရဲဆိုဘယ်သူပဲထိခိုက်လဲဟမ်အခုဒဝယ်မြို့ပေါ်မှာဆေးရုံတွေရှိတယ်ဆရာဝန်တွေရှိလားလို့တွားကြည့်လိုက်မန္တလေးမြို့မှာဆေးရုံတွေရှိတယ်ဆရာဝန်တွေရှိလားလို့တွားကြည့်လိုက်အဲ့ဒါဘာဆိုးကြိုးလဲအဲ့တော့ကိုမိသားစုတစ်ခုခုဖြစ်ပြီဆိုရင်မန္တလေးမြို့မှာဘယ်ဆေးရုံကိုဆေးသွားခုလဲဟမ်စကိုင်းမြို့မှာဆေးရုံပဲရှိတော့တယ်ဆရာဝန်မရှိတော့မယုံရင်စကိုင်းဆေးရုံတွားကြည့်မုံရွာမြို့မှာဆေးရုံပဲရှိတယ်ဆရာဝန်မရှိဘူးတွားကြည့်ဘာဖြစ်လို့မရှိတော့တာမဟုတ်တန်းတရားတွေလုံလိုက်တဲ့အတွက်ကြောင့်ကျမ်းမာရေးဟာဒီပြည်သူလူထုကို24နာရီကုသပေးနေရတယ်အဲ့ဒီပြည်သူလူထုဆိုတာကစစ်ရေးထဲမှာမပါရဘူးနော်ဒီကျမ်းမာရေးကစစ်ရေးထဲမှာမပါရဘူးဘာဖြစ်လို့လဲဒီကျမ်းမာရေးကြောင့်ဒီပြည်သူလူထုကိုကုသပေးနေတာလေဒီကျမ်းမာရေးဆရာဝန်တွေဒီကျမ်းမာရေးစောင့်ရှောက်မှုတွေကလူထုကိုပြည်သူကိုကုသပေးနေတာလေသူတို့ CDN လုံးလိုက်မယ်ဆိုရင်သူတို့နှစ်ချမ်းကွဲမယ်ဆိုဘယ်သူထိခိုက်မလဲပြည်သူထိခိုက်မှာပေါ့အခုမုံရွာမှာဆရာဝန်တွေမရှိဘယ်သူထိခိုက်ပြည်သူတွေထိခိုက်စကိုင်းမှာဆရာဝန်တွေရှိဘယ်သူထိခိုက်ပြည်သူတွေထိခိုက်မန္တလေးမှာဆရာဝန်တွေမရှိဘယ်သူတွေထိခိုက်ပြည်သူတွေထိခိုက်ကျမ်းမာရေးဝန်ထမ်းကဘယ်အစိုးရပဲတက်နှစ်ချမ်းကွဲလို့မရဘူးသူ့ဘက်ငါဘက်နှစ်ချမ်းကွဲလို့မရဘူးCDNလည်းလုပ်လို့မရဘူးဒီကျမ်းမာရေးဝန်ထမ်းတွေကိုမသိကြအောင်ဆောင်ဟိုင်းစစ်တပ်ကပဲဖြစ်အယိုးကြီးကပဲဖြစ်ဘသူကပဲဖြစ်နိုင်ငံတကာမှာမသိကြအောင်ဆောင်ထားရတယ်ဒီကျမ်းမာရေးဝန်ထမ်းတွေကိုယ်တိုင်ကလည်းဘသူဘက်မှမပါရဘူးသူတို့ဆိုထားတဲ့သစ္စာကရှင်းလေးပဲပြည်သူကိုကာကွယ်ဆောက်ရှောက်ပေးမယ်ပြည်သူကိုစေပညာနဲ့အသက်ကဲ့တင်မယ်ဒါပဲလေသူတို့ဆိုထားတဲ့သစ္စာကပြည်သူကိုစေပညာနဲ့အသက်ကဲ့ပေးမယ်ပြီးပြီဘယ်ဘက်မှပါလို့မရဘူးနော်ငါတို့ဘက်မပိုင်တော့ရန်သူဘယ်ဘက်ပိုင်တော့ CDN လို့ဒါတွေကနိုင်ငံပျက်စီးသွားတာအခုဘုံဘုံတို့နိုင်ငံဘာကြောင့်ပျက်စီးသွားလဲဆိုတော့ဒီပညာရေးနဲ့ကျန်းမာရေးကိုသူ့ဘက်ငါဘက်ဆိုပြီးတော့ဒီမဟုတ်တန်းတရားတွေကြောင့်သူ့ဘက်ငါဘက်ဆိုတဲ့မဟုတ်တန်းတရားတွေကြောင့်ဘုံဘုံတို့တိုက်ပြီးပျက်စီးသွားအခုကလေးတွေအများကြီးပျက်စီးသွားတယ်အဲ့ဒါလွယ်လွယ်နဲ့မပြီးဘူးဒါ NUG ကတာဝန်ယူမှုတာဝန်ခံရမယ်ဘုံကျဲခံလို့တည်သွားတဲ့ကလေးတွေကို NUG တာဝန်ရမယ်ဒါသူတို့ကြောင့်တည်တာလေသူတို့သာအဲ့လိုမလုပ်ခဲ့ရင်ကလေးတွေဘုံကျဲခံရတာအကြောင်းမရှိဘူးတည်စရာအကြောင်းမရှိဘူးကလေးတွေအဖမ်းခံရစရာအကြောင်းမရှိဘူးကလေးတွေဂျလေဘီဖြစ်စရာအကြောင်းမရှိဘူးကလေးတွေပညာမတတ်စရာအကြောင်းမရှိဘူးကလေးတွေကြောင်းထွက်စရာအကြောင်းမရှိဘူးအခုတော့ကလေးတွေကြောင်းတွေထွက်ကလေးတွေပညာမတတ်ဘဲနဲ့ဂျလေဘီတွေဖြစ်
ကလေးတွေစာမသင်နိုင်ကြတော့တချို့ကလေးတွေအဖက်ခံရကလေးမိဘတွေအဖက်ခံတချို့ကလေးတွေဘုံကျဲခံရဒါကြောင့်နိုင်ငံတစ်နိုင်ငံမှာပြည်တွင်းစစ်ပဲဖြစ်ဖြစ်နော်ကျူးကျော်စစ်ပဲဖြစ်ဖြစ်ပညာရေးနဲ့ကျန်းမာရေးကိုဘယ်သူမှထိခိုက်လို့မရဘူးပညာရေးနဲ့ကျန်းမာရေးကိုဘယ်သူမှအဲ့ထက်မကလည်းဖုတ်ဖုတ်ပတ်ပတ်ဆက်ဆက်ပြောခြင်းတယ်တော်ပြီစကားရှိမှဆိုလို့